皆さんこんにちは。日本語チャンネルのケです。今日やる文法は N2 文法となったらです。それではスタート。はい。となったらရဲ့အဓိပ္ပာယ်ကခါကြတော့ကွက်လက်တာဆိုရင်ကွက်လက်မယ်ဆိုရင်လို့ဘာသာပြန်ပြရမှာဖြစ်ပါတယ်။သူကလည်းပဲအကယ်၍ကွက်လက်မယ်ဆိုရင်ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့သုံးတာပဲဆိုပေမဲ့လည်းတိုးしたらနဲ့အနည်းငယ်ကွာခြားမှုရှိပါတယ်။တိုးしたらကခါကြတော့သူကအကယ်၍ကွက်လက်မယ်ဆိုရင်ဆိုတဲ့အဓိပ္ပာယ်ကတော့အတူတူပဲဆိုပေမဲ့လည်းသုံးတဲ့နေရာကတော့ကွာပါတယ်။တိုးしたらကခါကြတော့အကယ်၍ယခုလက်ရှိမှာမဖြစ်လာနိုင်တဲ့အခြေအနေလုံးဝဖြစ်လာနိုင်ခြေမရှိတဲ့အရာဖြစ်လာနိုင်ခြေနည်းတဲ့အရာတစ်ခုကအကယ်၍သာဖြစ်ခဲ့မယ်ဆိုရင်လို့သုံးတဲ့အခါမှာဒီတိုးしたらကိုသုံးရမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီနေ့လေ့လာရမယ့်တိုးなったらရဲ့ကွက်လက်ခဲ့မယ်ဆိုရင်ပေါ့နော်အကယ်၍ကွက်လက်မယ်ဆိုရင်ဆိုတဲ့ grammar ခါကြတော့သူ့ကိုဘယ်လိုအခြေအနေမျိုးမှာသုံးရမလဲဆိုရင်သူကခါကြတော့ယခုလက်ရှိအခြေအနေမှာဖြစ်လာနိုင်ခြေများတဲ့အရာဖြစ်တော့မဖြစ်သေးဘူးဒါပေမဲ့ဖြစ်လာနိုင်ခြေအရန်များတဲ့အရာတစ်ခုကအကယ်၍ဖြစ်လာခဲ့ပြီဆိုရင်ဖြစ်လာမယ်ဆိုရင်ဆိုပြီးတော့သုံးတဲ့အခါမှာဒီ grammar ဖြစ်တဲ့ထို့なったらဆိုတဲ့ grammar ကိုသုံးပြရမှာဖြစ်ပါတယ်ကဲအဲ့ဒီတော့တိုးしたらနဲ့ထို့なったらရဲ့ grammar ကွာခြားမှုကတိုးしたらကအကယ်၍ဒီလက်ရှိမှာမဖြစ်လာနိုင်တဲ့အရာဖြစ်လာနိုင်ခြေအရန်နည်းတဲ့အရာကဖြစ်လာခဲ့မယ်ဆိုရင်လို့သုံးတာဖြစ်ပြီးတော့တိုးなったらကခါကြတော့သူကဒီယခုလက်ရှိမှာဖြစ်လာနိုင်ခြေများတဲ့အရာတစ်ခုကအကယ်၍ဖြစ်လာမယ်ဆိုရင်လို့ပြောတဲ့အခါမှာသုံးရမှာဖြစ်ပါတယ်။သူရဲ့စကားဆက်လေးတွေကခါကြတော့သူက noun ဆိုရင်တော့ noun となったら noun となれば noun となるとဆိုပြီးတော့သုံးရမှာဖြစ်ပြီးတော့ကျန်တဲ့ adjective တွေပြီးသွားရင် verb တွေခါကြရင်တော့သူက普通形ကိုသုံးပေးရင်ရပါတယ်။普通形 plain form となったらとなればとなるとဆိုပြီးတော့သုံးပြရမှာဖြစ်ပါတယ်။ကဲဒါဆိုရင်ဥပမာစာကြောင်းလေးတွေကိုလေ့လာကြည့်ကြရအောင်။両親が離婚するとなったら僕はどちらの親についていけばいいの？ကဲအဓိပ္ပာယ်လေးကဘာလဲဆိုရင်တော့မိဘနှစ်ပါးကအကယ်၍ကွာရှင်းဖို့ဖြစ်လာပြီဆိုရင်ကျွန်တော်ကဘယ်ဘက်ကိုလိုက်သွားရင်ကောင်းမလဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။အဲ့တော့မိဘနှစ်ပါးကဆက်ဆံရေးလည်းတိတ်မကောင်းဘူးကွာရှင်းဖို့လည်းအဲ့လိုမျိုးပြောနေကြပြီဆိုတဲ့အခြေအနေမျိုးပေါ့နော်ဆိုတော့အဲ့လိုမျိုးဖြစ်နေတဲ့အခြေအနေမျိုးလက်တွေ့မှာတော့ကွာရှင်းတဲ့အဆင့်ထိတော့မရောက်သေးဘူးဒါပေမဲ့ကွာရှင်းဖို့အခြေအနေကများနေပြီဆိုတော့ခါကြတော့အကယ်၍ကွာရှင်းဖြစ်သွားပြီဆိုရင်ကျွန်တော်ကဘယ်ဘက်ကိုလိုက်သွားရင်ကောင်းမလဲဆိုပြီးတော့ပြောထားတဲ့စာကြောင်းလေးပေါ့နော်ဒါကြောင့်မို့လို့တိုなったらဆိုတဲ့ grammar ကသူကအကယ်၍ဒီဖြစ်လာနိုင်ခြေရမ်းများနေပြီဖြစ်တဲ့အရာကဖြစ်လာပြီဆိုရင်လို့ပြောတဲ့အခါမျိုးမှာသုံးရတာဖြစ်ပါတယ်။ကဲဒါဆိုရင်ဒုတိယဥပမာစာကြောင်းလေးကိုကြည့်ကြည့်အောင်။これ以上消費税率が上がるとなると国民の生活はますます厳しくなるだろう。အဓိပ္ပာယ်လေးကဘာလဲဆိုရင်တော့ဒီထက်ပိုပြီးတော့မှဒီစားတောက်ခွန်နှုံးတွေကမြင့်တက်လာမယ်ဆိုရင်ဒီပြည်သူတွေရဲ့နေထိုင်မှုဘဝကလည်းပိုပြီးတော့မှခက်ခဲလာလောက်တယ်ဆိုပြီးတော့ပြောတဲ့အဓိပ္ပာယ်လေးပါအဲ့တော့ဂျပန်မှာဆိုရင်ဒီအခွန်တွေကတစ်နှစ်တက်တစ်နှစ်လည်းပိုပြီးတော့တိုးနေတာကအများတန်းလိုဖြစ်နေတဲ့အတွက်ကြောင့်ဒါကအခွန်တက်တယ်ဆိုတာကလုံးဝကိုဖြစ်နိုင်ခြေအရန်များတဲ့အရာတစ်ခုပေါ့နော်ဆိုတော့ဒီလိုမျိုးဖြစ်နိုင်ခြေအရန်များတဲ့အရာတစ်ခုကဖြစ်လာမယ်ဆိုရင်လို့ပြောတဲ့အခါမျိုးမှာဒီ grammar ကိုသုံးထားတာဖြစ်ပါတယ်ကဲဒါဆိုရင်နောက်ဆုံးဥပမာစာကြောင်းလေးကိုကြည့်ကြည့်အောင်中学生となれば親より友達を優先するようになるだろうအဓိပ္ပာယ်လေးကဘာလဲဆိုရင်တော့ဒီအလဲတန်းចောင်းသားဖြစ်ပြီဆိုရင်တော့မိဘတွေထက်တငယ်ချင်းကိုပို့ပြီးတော့ဦးစားပေးတာမျိုးတွေဖြစ်လာလောက်တယ်တဲ့။ဒါဆိုရင်ကိုသားသမီးကဒီအလဲတန်းចောင်းသားအရွယ်အခုတော့မြောက်သေးပြီမဲ့ရောက်လာမှာပဲလေချိန်မှာနော်။ဆိုတော့ခါကျတော့ဒီအလဲတန်းចောင်းသားအရွယ်ရောက်လာပြီဆိုရင်အလဲတန်းចောင်းသားဖြစ်ပြီဆိုရင်တော့မိဘတွေထက်ပေါ့နော်ကိုတငယ်ချင်းတွေပို့ပြီးတော့ဦးစားပေးတော့မှာပဲဆိုပြီးတော့မိဘတယောက်ရဲ့ဒီစိုးရိမ်မှုကိုဖော်ပြတဲ့စာကြောင်းလေးပေါ့နော်။ကဲဒါဆိုရင်တော့となったらとなるととなればဆိုတဲ့ grammar ခါကြတော့ဒီယခုလက်ရှိမှာဖြစ်လာနိုင်ခြေအရန်များတဲ့အရာတစ်ခုကဖြစ်လာခဲ့မယ်ဆိုရင်လို့ပြောတဲ့အခါမျိုးမှာသုံးရမှာဖြစ်ပါတယ်။はい。今日はここまでです。日本語の勉強頑張ってください。バイバイ。